အားလုံးပဲမင်္ဂလာပါ United Matter ရဲ့ Facebook နဲ့ YouTube ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Jadon Sancho နဲ့ Manchester United ကြားမှာဖြစ်နေတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်ပါတယ်။ဆိုတော့ Jadon Sancho က Manchester United ကနေလာမယ့်အပြောင်းရွှေ့နှွေရာသီမှာစာချုပ်သက်တမ်းကုန်ဆုံးပြီးတော့ထွက်ခွာတော့မယ်ကစားသမားဖြစ်တယ်။ဒါကြောင့်မလို့လက်ရှိမှာ Manchester United က Ruben Amorim ရဲ့ system မှာဒါအဝင်ခွင်ကြမဖြစ်ဘူးသူစီကနေလုံလောက်တဲ့ performance ကိုလည်းမရနိုင်ဘူးဆိုပြီးယူဆတဲ့အတွက်ပြောင်းချဖို့ပြင်ဆင်နေတယ် Manchester United ကို Sancho ကပြီးခဲ့တဲ့2021 for လုံးကြသည်မှာOle Gunnar Solskjaer တာဝန်ယူနေစဉ်အချိန်မှာ Borussia Dortmund အသင်းကနေပေါင်83သန်းနဲ့ရောက်လာခဲ့တဲ့ကစားသမားဖြစ်တယ်လက်ရှိအချိန်ထိစုစုပေါင်း82ပွဲကစားပြီးတော့12ဂိုးသွင်း6ဂိုး assist ရထားခဲ့တယ်ဆိုတော့ပေါင်83သန်းတန်ကစားသမားတစ်ယောက်စီကနေပြီးတော့ဒီလို performance မျိုးပဲကျွန်တော်တို့ရခဲ့တယ်ဆိုတာ Manchester United အတွက်အများကြီးနစ်နာတယ်တကယ်လဲရင်နာစရာကောင်းတဲ့ result တစ်ခုလို့ပြောရမယ်ပိုပြီးဆိုတာကအဲ့ဒီအချိန်တုန်းက Sancho ရဲ့ Dortmund မှာပြနေခဲ့တဲ့ခြေစွမ်းတွေအရာ Manchester United ပရိသတ်တွေအကုန်လုံးရောအသင်းကပါအရန်ကို hype ခဲ့ကြပြီးတော့ဒါ social ဆိုလို့ရှိရင် Sancho အပေါ်မှာ one of the best forward ဆိုပြီးတော့ mention လုပ်ခဲ့တဲ့အထိပဲပေါ့နော်ဒါပေမဲ့ပေးခဲ့ရတဲ့တန်ကြီးနဲ့ tight တန်တဲ့ခြေစွမ်းမျိုးကို Sancho စီကနေပြန်မရဘူးဒါအပြင် Sancho ရဲ့ဒီအသင်းမှာ fit မဖြစ်မှုနဲ့သူ့ရဲ့ attitude ပိုင်းဆိုင်ရာအားနည်းမှုတွေနောက် Manchester United လို့အသင်းရဲ့တောင်းဆိုတဲ့ဒီတောင်းဆိုမှုတွေနဲ့ဖိအားဒဏ်တွေကိုမခံနိုင်တာကြောင့်ဒီ Sancho ရဲ့ခြေစွမ်းကတော်တော်ကြီးကိုကျဆင်းသွားတယ်ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာဆိုလို့ရှိရင်ဒါ Chelsea အသင်းကိုအငှားနဲ့တွားပြီးတော့ကစားရတဲ့အခြေအနေအထိဖြစ်သွားခဲ့တယ်လက်ရှိမှာ Manchester United က Sancho ကိုအသင်းကနေရောင်းထုတ်ဖို့အတွက်ကိုစီစဉ်နေတယ် Sancho ကိုခေါ်ယူခြင်းနဲ့အသင်းတွေလည်းရှိပေမဲ့သူ့ရဲ့လောက်ခလာစာအင်မတန်မြင့်မားနေတဲ့အတွက်ကြောင့်မို့လို့ဒီအသင်းတွေနဲ့အပြောင်းအရွှေ့ကလက်ရှိချိန်ထိဖြစ်မြောက်လာခြင်းမရှိသေးဘူး Chelsea ကိုယ်တိုင်ကလည်း Sancho ကိုပထမကပေါင်25သန်းဝန်းကျင်နဲ့ဒါခေါ်ယူဖို့ကြံစီတယ်ဆိုပေမဲ့ Sancho ဘက်ကနေလာစာကိုမလျှော့ပေးတဲ့အတွက်ကြောင့်မလို့ဒီအပြောင်းအရွှေ့ကမဖြစ်လာခဲ့ဘဲနဲ့ Chelsea က Manchester United ကိုရော်ကြေးပေါင်9သန်းပြန်ပေးပြီးတော့အသင်းကိုပြန်ပို့လိုက်တယ်ဆိုလက်ရှိမှာလည်းဒီ Napoli, Juventus, Dortmund နဲ့ Fenerbahce တို့က Sancho ကိုစိတ်ဝင်စားနေတယ်ဒါပေမဲ့သူကလောက်ခလာစာကိုလုံးဝမလျှော့တဲ့အတွက်ကြောင့်မို့လို့ဒီအသင်းတွေက